တော်ထင်ရှားပြီးချီနှောင်ကြုံများပြတ်တောက်ချင်တွေဝိညာဉ်တော်ပိတ်သိမ်းလွှမ်းမိုးခြင်းရဲ့လည်းနမိတ်တဲ့ချီနှောင်ကြုံများပြတ်တောက်ချင်တွေဝိညာဉ်တော်ပိတ်သိမ်းလွှမ်းမိုးခြင်းရဲ့လည်းနမိတ်တဲ့